မင်္ဂလာပါရှင်ဒီနေ့ကတော့ညီမလေးတို့ရှီယာအသက်ထပ်ထားတဲ့ရိုးရချိပလဲဘူးရင်ဖြတ်ဆက်နော်ရင်ဖြတ်ဆက်ပန်းထိုးလက်စကလေးနဲ့မိတ်ဆက်ပေးပါမယ်တရားရဂိုင်တော့ချီသားစစ်စစ်ကလေးကိုမှလုံးဝ standard ရှိအကောင့်လိုက်အမြင့်လိုက်မှာကြိုက်တဲ့မမတွေအတွက်ဆိုရင်ရိုးရချိပလဲဘူးကိုမှလုံးဝအေးလေးနဲ့ဝတ်လို့ရန်ကောင်းတယ်အသား grade A အသားကိုချုပ်ပြီးထားရပါတော့စိုက်ကလည်း44နှစ်လေး46ထိရပါတယ်ရှင်နော်တစ်ထည်လုံးမှာလုံးဝရိုးရချိအေးလေးတွေကြီးပဲချုပ်ပြီးထားဖြစ်ပါတယ်သူကဒီကြက်သီးလေးဆိုလို့ရှိရင်လေသုံးလုံးကအဖြိုးအတက်လုပ်လို့ရတယ်ကြက်သီးအရှင်လေးပေါ့နော်ပြီးလက်ကလေးမှာဆိုလဲတန်လန်းစာပန်းထိုးအကျစ်လိုက်နဲ့ထိုးပေးထားရပေါ့နော်တစ်ထည်ချင်းစေးက21,500ပဲရှိမယ်တစ်ဆိုင်က900စီပဲတုံးမယ်ဒါတစ်ထည်ချင်းစေးပေါ့နော်လက်ကားစေးထက်ရှိမယ်ပေါ့နော်44နှစ်လေး46ဆိုပြီးစိုက်ကလည်း၄စိုက်ရပါမယ်ရှင်အယောင်လိုင်းလေးနဲ့မိတ်ဆက်ပေးမယ်နော်လုံးဝအယောင်လိုင်းလေးတွေကလည်းလုံးဝညူတဲ့သူကဖြူတဲ့သူကအကုန်လုံးနဲ့လိုက်တဲ့ကာလာလိုင်းလေးတွေကြီးပဲထုတ်ထားရပေါ့နော်ဒါလေးဆိုသမီးခဝတ်ထားဆိုလို့ရှိရင်ဒေါနာဖောက်တဲ့အယောင်ဒေါနာစိန်လေးအရန်ကိုမှမျက်စိအေးရဲ့အယောင်လေးပေါ့နော်ဒါလေးဆိုရင်တော့ဂျင်းပြအယောင်လေးပါရှင်လုံးဝဆူဆူလေးနဲ့နော်ရင့်လေးနဲ့ကိုမှလုံးဝအယောင်လှလှဖြစ်ပါရဲ့ရှင်ဂျင်းပြအယောင်လေးရှိမယ်ပြီးရင်ဒါလေးကကြတော့အသားဖြော့လေးအသားရောင်လေးနော်ဘိုးဆန်းဆန်းကြိုက်တဲ့အသားရောင်လေးကြိုက်တဲ့သူဆိုဒါလေးကအသားရောင်ပြီးတော့လို့ရှိရင်ဒါလေးကကြတော့ပန်းမိတ်ကက်ရောင်လေးအရန်လာတယ်နော်ချစ်စရာလေးလုံးဝမျက်နှာလေးနဲ့ရောင်လေးပန်းမိတ်ကက်ရောင်လေးရှိမယ်ပြီးရင်ဒါလေးကကြတော့ဗရောက်ပါလုံးဝရှယ်လာဗရောက်ဝါရင်းရဆူဆူလေးနဲ့ကိုမှလှပါတယ်ရှင်နောက်ပြီးတော့ရေအဖြူနုနုကလေးရမယ်လုံးဝအဖြူစစ်စစ်ကလေးကိုချင်တယ်မမရတဲ့အဖြူလိုင်းလေးပါမယ်ပြီးရင်ပန်းနုရောင်လေးပါမယ်ပန်းနုလေးပါမယ်မမတို့ပြီးတော့လို့ရှိရင်ဒါလေးကကြတော့ဒါခုညီမလေးဝတ်ထားဆိုလို့ရှိရင်ဒေါနာဖက်သွားတယ်ဒါလေးဆိုထောပတ်တီးဘက်ကိုသွားတဲ့ရှောင်းလေးပါနော်ဒီရောင်လေးရပါမယ်ကာလာလေးကတော့ဒါကုန်မယ်ပေါ့နော်လုံးဝကိုမမတို့ပေါ့နော်ထဲချင်းကိုကောင်းကောင်းလေးနဲ့အမြင့်လိုင်းလေးဝတ်ချင်တယ်မမရေးဆိုဇီနှုံးချွတ်ချွတ်နဲ့ရိုးရချီအစ်စ်ကိုချုပ်ထားပေးရဖြစ်ပါတယ်ဇီနှုံးကလည်း21,500နဲ့စပြီးတော့စိုက်က44နဲ့46ရထိရမယ်ပေါ့နော်တစ်ထည်ချင်းအားပေးလို့ရတယ်လက်လေးလက်က2မျိုးလုံးအားပေးလို့ရတယ်စက်ယုံထားတိုင်းပေးရင်တိုင်းဖြစ်တဲ့အတွက်ဇီနှုံးမှန်ကန်စွာစိတ်ချစွာနဲ့အားပေးလို့ရတယ်ချုပ်သား quality ကတော့မမတို့အထူးပြောစရာမလိုဘူးနော်ဒီမှာနော်ချုပ်ရိုးချုပ်သားအစားလုံးဝ quality အမြင့်ပါတယ်လုံးဝချုပ်သားအစားပေါ့နော်တေးချလေးချုပ်ထားပေးရမလို့စိတ်ကြိုက်အားပေးလို့ရပါပြီကဲစောင့်နေမယ်နော်ကျေးဇူးများတင်ပါတယ်တတ